ကဲမင်္ဂလာပါမိတ်ဆွေတို့ရေဒူရီကိုကိုစောနဲ့ဒူရီ Formula YouTube Channel မှာကြိုဆိုလိုက်ပါတယ်เนาะကျွန်တော်တို့အားလုံးပဲမင်္ဂလာရှိသောနေ့ရက်လေးတွေပိုင်ဆိုင်နိုင်ကြပါစေမိတ်ဆွေတို့ရေအဲ့ဒီတော့ကဒီနေ့မှာတော့ကျွန်တော် channel ရမိတ်ဆွေတွေလည်းတုံညသုံးကျွန်တော်ရွေးခွက်ပါတယ်ပေါ့เนาะကျွန်တော်ကဒီနေ့ကမန်ပါသမားတွေလည်းတခွက်ကောင်းတုံညလေးပဲပေါ့เนาะကျွန်တော် channel ရမိတ်ဆွေတွေလည်းတခွက်ကောင်းတုံညလေးပဲပေါ့เนาะကိုကနမ်းမဟုတ်ရင်ကျွန်တော်တို့ခါတိုင်းဆိုရင်တော့တပွင့်တက်နေကြပါတော့ဒီနေ့လဲ fast ဆို3ညလေးကျွန်တော်တစ်ချက်ပြောင်းသွားလိုက်သေးတယ်ပြီးကမှ3ည3ဆိုပြီးတော့ပြန်တင်သွားတယ်ပေါ့နော်3ညလေးဆိုရင်တော့အားလုံးပို့ပြီးတော့ခွန်းမှာပေါ့နော်ဒါပေမဲ့ဘာပဲပြောပြောဗုဒ္ဓဟူးမကျော်ဒီတစ်ပတ်မှာတော့မန်ပါကတ်တွေအားလုံးအောင်မြင်သွားပါပြီရွှေပတ်သီးကတ်က2ကတ်အောင်ပြီမွေးဘရိတ်ကတ်က3ကတ်အောင်ပြီတင်ခွက်တွေနဲ့ကျွေးရပေါ့နော်အခွေလဲထွက်ပြီးမွေးကနန်းလဲတနင်္လာနေ့ကလေးကထွက်တယ်ပေါ့နော်အဲ့တော့ကျွန်တော်မန်ပါသမားတွေရော channel မိတ်ဆွေတွေရော channel မိတ်ဆွေတွေလည်းကျွန်တော်၄ခွန်မှာလည်းကျွန်တော်ရွေးခွက်ပါပါတယ်ဘရိတ်လည်း2ကြိမ်ထွက်ပြီပေါ့နော်ကျွန်တော်ပြီးတနင်္လာနေ့ကခွန်မှုထွက်ပြီးတော့၄ကိုဘရိတ်ဆက်လိုက်ခိုင်းနေเนาะအဲ့မှာကျွန်တော်5ကိုဆိုပြီးတော့ထပ်ထွက်တယ်ပေါ့နော်ပြီးရင်ကျွန်တော်တို့ဒီဟိုပါပေါ့နော်ဒီနေ့မှလည်းနေ့တိုင်း3ည3ပါတယ်ပေါ့နော်အဲ့တော့ကျွန်တော် channel မိတ်ဆွေတွေလည်းကျွန်တော်နေ့တိုင်းကလေးကိုအကောင်းဆုံးဖြစ်အောင်စူးစမ်းပေးမယ်ပေါ့နော်အဲ့တော့မမသမားတွေကတော့ကျွန်တော်တို့ပထမဆုံးထုတ်တဲ့ရွှေပတ်သီးမှာတနင်္လာနေ့မှာပဲ၄ခွန်ဆိုပြီးတော့တင်ခွက်နဲ့ထွက်ခဲ့တယ်ပေါ့နော်နောက်ထုတ်တဲ့ကျွန်တော်တို့ပတ်သီးကလည်းရွှေပတ်သီးက3ညပတ်သီးပေါ့နော်3ညပတ်သီးကလည်းမနက်ကပဲကျွန်တော်တို့3ည3ဆိုပြီးတော့တင်ခွက်နဲ့ထွက်ခဲ့တယ်ဘရိတ်ကလည်းပထမဆုံးထုတ်တဲ့ဘရိတ်မှာ16ဘရိတ်မှာ၄ခွန်ဆိုပြီးတော့တင်ခွက်နဲ့ထွက်တယ်အဲ့ဒါပြီးတော့ကျွန်တော်နောက်အတစ်ထုတ်တဲ့